Shalom ကဘာတော်အလုံးမရှိကြတော့ချီရတော်သူများအားလုံးမင်္ဂလာပါဒီနေ့ညမှာလည်းပြန်လဲပြီးတော့ဂျွန်လိုက်ရဲ့နှုတ်ကပရောစီဒီဖြစ်တဲ့မိသလာအရက်ကြောက်ကိုယူရခေါအောင်လုပ်တဲ့အခါမှာမြင်ရတော့ယူပါရောဆိုတဲ့ prophetic revelation episode 4ကနေပြီးတော့အားလုံးကိုပြန်လေးပြီးတော့ကြိုဆိုပါတယ်ဒီနေ့ညမှာလည်းပြန်လေးပြီးတော့မိသားစုများနဲ့တူတူကစင်ကြံအောင်မိသွားခြင်းနဲ့နှုတ်ကပရောရှိတာဖြစ်တယ်ဒီနေ့ဒီအချိန်ထိအသက်ရှင်ခွင့်ပေးပြီးတော့တွာလာလှူရှာခွင့်ပေးပြီးတော့ဖရာသခင်ရဲ့ထာဝရအသက်ရှင်သောကောင်းကင်နိုင်ငံထိတည်သွားအောင်မဲ့ဖရာရဲ့နှုတ်ကပရောကိုစင်ကြံအောင်မိခွင့်နဲ့ရှေးရင်လုပ်ခွင့်ပေးတဲ့ဖရာသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အာမင်ဆိုတော့ဒီနေ့ညမှာလည်းကပ္ပဦးကျဲ28ဇွန်လမှာကျမတို့စင်ချင်နေတဲ့နှုတ်ကပရောဖြစ်တဲ့ကပ္ပဦးကျဲ28မှာဖရာသခင်ကယာကုပ်ကိုအိမ်မက်အားဖြင့်ပြောခဲ့တဲ့ဂတိတော်များအရာကိုကျမတို့ဒီနေ့ညမှာဒီနေ့ဇွန်လတလလုံးမှာအတူတူကစင်ကြအောင်နေကြတာဖြစ်တယ်ဆိုတော့ဒီနေ့ညမှာလည်းကျမဒီကပ္ပဦးကျဲ28ထဲမှာရှိတဲ့ဒီအပိုင်းရဲ့15 16 19အခန်းကြီး28အပိုင်းရဲ့15 16 19ကိုကျွန်မအတူတူကစင်ကြအောင်မေးသွားမှာဖြစ်ပါတယ်ဆိုတော့ကပ္ပဦး28အပိုင်းရဲ့အခန်းကြီး28အပိုင်းရဲ့15နဲ့19ဒီပတ်ချင်နဲ့ငါသည်သင်ဘက်မှရှိ၏တင်သွားလေရရ၌ငါဆောင်မမီဤပြည်သို့တဖန်ဆောင်ခဲ့အောင်မီဂတိထားသည့်အတိုင်းမပြည့်စုံမီသင်ကိုငါမစွန့်ဟုမိတော်မူ၏ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျင်အကယ်စင်စစ်ထာဝရဘုရားသည်ဤအယနာရှိတော်မူ၏ရှိတော်မူကြောင်းကိုငါမသိဤအရက်ကအပေများလောက်ကြောက်မဲ့ဖွယ်ဖြစ်သည်တကားဤအရက်ကအချားမဟုတ်ဘုရားသခင်၏ဘုံပိမှန်ကောင်းကင်တကဝဖြစ်သည်ဖြစ်သည့်တကားဟုကြောက်ရွံ့ခြင်းသို့ရောက်ရဆို၏အာမင်ဟာလေလုယာဆိုတော့ယာကုပ်ကဖယားသခင်သူနဲ့အတူရှိကြောင်းကိုသူကိုယ်တိုင်ကမသိခဲ့ဘူးဖြစ်တယ်ဒီနေရာအဲ့ဒီသူရှိတဲ့နေရာမှာသူအဲ့ဒီနေရာမှာဖယားရှိကြောင်းကိုသူမသိခဲ့ဘူးဒါပေမဲ့ဖယားကသူ့ကိုစကားပြောတဲ့ခါကျရင်သူကရှင်းလင်းစွာသူသိသွားတာဖြစ်တယ်ဒီနေ့ချစ်ရတော်သူများအားလုံးဒီနေ့ဖယားကျေးဇူးတော်ကိုအမိပြုပြီးတော့ဖယားဒီကျမတို့နောက်ဆုံးသောကာလရဲ့ဖယားစကားကလေကျေးဇူးတော်ဖြစ်တယ်ကျေးဇူးတော်ကဖယားသားသမီးများအားလုံးကိုပြောတဲ့အကျေဆုံးသောဖယားရဲ့အသံဟာကျေးဇူးတော်အမှုပေးစေခြင်းယေရှုခရစ်တော်ပေါ်၌ကျမတို့အတွက်လှုပ်ဆောင်ပေးသွားတဲ့အရာဖြစ်တယ်ဟာလေလုယာထိုဖယားသခင်ကကျမတို့ကိုသားတော်အားဖြင့်ပေးတဲ့ကျေးဇူးတော်ရဲ့ကျေးဇူးတော်ကိုအမိပြုလေနည်းနည်းရာကိုကျမတို့တွားရလေဖြစ်တယ်ကျေးဇူးတော်ကိုအမိပြုလေဖယားရဲ့မေတ္တာကိုကျမတို့အမိပြုလေဖယားရဲ့နည်းနည်းချင်းကိုတာပြီးနားလဲလာလေဖြစ်တယ်အဲဒါကြောင့်ရှင်ပေတရုကပြောတယ်ကျေးဇူးတော်နဲ့လည်းကောင်းကျမတို့ကိုကယ်တင်တော်မူသောယေရှုခရစ်ကိုတည်ကျွမ်းခြင်းနဲ့လည်းကောင်းတာ၍ကြီးထွားကြလို့ဆိုတဲ့အရာကိုရေးထားတာဖြစ်တယ်ဆိုတော့ကျမတို့ယုံကြည်သူရဲ့အသက်တာထဲမှာကြီးထွားခြင်းတာ၍မြင်ခြင်းတာ၍ဖယားရဲ့နည်းနည်းချင်းတွေမှာတွားခြင်းဆိုတဲ့အရာတွေအားလုံးကလေကျေးဇူးတော်အထဲကနေဖြစ်လာတဲ့အရာဖြစ်တယ်ဆိုတော့ကျေးဇူးတော်လို့ပြောတဲ့အခါမှာပုဂ္ဂိုလ်ဖြစ်တဲ့ယေရှုခရစ်တော်ကိုယ်တိုင်ပြောသလိုတန်ရှင်းသောဝိညာဉ်တော်ကိုလည်းပြောတာဖြစ်တယ်လို့တစ်ချိန်တည်းမှာဖယားစကားကိုပြောတာလေးဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ဒီနေ့ညမှာမိသားစုများနဲ့အတူတူကယာကိုရဲ့အသက်တာနဲ့ကြည့်ပြီးတော့ကျမတို့ prophetic revelation live episode 3မှာစင်ကြအောင်မိသွားချင်တာဖြစ်တယ် episode 4မှာပေါ့နော်စင်ကြအောင်မိသွားချင်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့တွေ့ရတဲ့ပိုင်းရဲ့15ထဲမှာဖယားကကျမတို့ရဲ့ပေါ်မှာထားတဲ့ဂတိတော်ဖယားစကားမပြည့်စုံမီ hallelujah သင်ဘက်မှာငါရှိနေတယ်ငါသည်သင်ဘက်မှာရှိသင်သွားလေရရ၌ငါဆောင်မမီဤပြည်သို့တဖန်ဆောင်ခဲ့ဦးမေဂတိထားသည့်အတိုင်းမပြည့်စုံမီသင်ကိုငါမစွန့်ဟုမိတော်မူ၏ဂတိထားသည့်အတိုင်းမပြည့်စုံမီသင်ကိုငါမစွန့်လို့ပြောထားတာဖြစ်တယ်ဟာလေလုယာဂတိထားတဲ့အတိုင်းမပြည့်စုံမီဖခင်ကကျမတို့ကိုမစွန့်ဘူးဖြစ်တယ်ကျမတို့ဒီနေ့တယောက်တည်းရင်ဆိုင်နေရလားတယောက်တည်းသွားနေတာလို့ခံစားနေရလားချစ်သူများမဟုတ်ဘူးဖခင်ကပြောတယ်ဂတိတော်ဟာလေလုယာဂတိထားသည့်အတိုင်းမပြည့်စုံမီသင်ကိုငါမစွန့်ဟုမိတော်မူ၏တဲ့ဖ
ဆက်လက်ပြီးတော့အပိုင်းရဲ့6မှာယာကုပ်သည်အိပ်ပျော်ရာမှနိုးလျင်အကယ်စင်စစ်ထာဝရဘုရားသည်ဤအရက်၌ရှိတော်မူကြောင်းကိုငါမသိတဲ့ယာကုပ်ကအဲ့ဒီအရက်မှာဘုရားရှိကြောင်းကိုသူမသိခဲ့ဘူးဘယ်အချိန်မှသူသိသွားလဲကျမတို့ episode 1 2 3မှာကျမတို့စင်ကြအောင်မေးသွားကြတဲ့ကြောက်တူတော်ယေရှုခရစ်တော်ကိုခေါင်းအောင်ပြီးတော့အနာယူပြီးတော့ဂျေဇုတော်ပေါ်မှာလုံးလုံးလျားတရားရာခံတော့အမိပြုတ်ပြီးတော့ဖခင်ပြီးစီးစေခဲ့တဲ့အမှုပါအမိပြုတ်ပြီးတော့တွာလာလှုပ်ရှားတဲ့အခါမှာမှယာကိုကသူအိပ်ပျော်သွားတဲ့အခါမှာမှဖခင်ကသူ့ကိုစကားပြောလို့ရတာဖြစ်တယ်ဒီနေ့ကျမတို့ကြုံတွေ့နေတဲ့အခြေအနေတွေကနေအိပ်ပျော်ရအောင်အိပ်ရအောင်အနာယူရအောင်ဂျေဇုတော်ထဲမှာလုံးလုံးလျားတရားရာခံတော့အမိပြုတ်ပြီးတော့တွာလာလှုပ်ရှားတဲ့ခါကျရင်ကျမတို့ကကျေးဇူးတော်မျက်လုံးနဲ့ကျမတို့မြင်တွေ့လာတဲ့ခါကျအမှုပြီးစီးခြင်းမျက်လုံးနဲ့အဲ့ဒီအတွေးခေါ်နဲ့ကျမတို့တွာလာလှုပ်ရှားတဲ့ခါကျရင်ဝိညာဉ်ရေးရာရဲ့နည်းနည်းရာကိုတာ၍ယာကုပ်ကဲ့သို့တိလာကြလိမ့်မယ်ဟာလေလုယာကျေးဇူးတော်ကိုအမိပြုခြင်းဖရာသခင်ရဲ့ကျေးဇူးတော်ယေရှုခရစ်တော်ပြီးစီးစေတဲ့အမှုဖရာတောင်းယူပေးတယ်ဆိုတဲ့အရာကိုယုံကြည်စိတ်ချခြင်းအားဖြင့်တို့များကျမတို့ရဲ့ဝိညာဉ်မျက်စိပွင့်ခြင်းဖြစ်တယ်နော်ကျမတို့ရဲ့ဝိညာဉ်မျက်စိကိုပွင့်စေတာဖြစ်တယ်ဟာဂရကသူ့သားတည်တော့မယ့်အရာကိုသူကအော်ငါသားတည်တော့မယ်ငါဒီတိုင်းမကြည့်ရဘူးဆိုပြီးတော့အဝေးကနေသူထိုင်ကုန်ပြီးတော့ကြည့်နေတယ်သူမသိလိုက်တဲ့အရာကလေသူရှိနေတဲ့နေရာကရေတွင်းတော်ကြီးဖြစ်နေတာဒါပေမဲ့မျက်စိကိုချင်းခံရတဲ့အခါမှာတည်ချင်းကိုပဲမြင်တယ်ဒါပေမဲ့ဖယားကသူ့ရဟာကရရဲ့မျက်စိကိုဖွင့်လိုက်တဲ့အခါမှာရေတွင်းတော်တွေကိုမြင်တဲ့အခါမှာတည်ချင်းကိုမမြင်တော့ဘူးတခါတည်းပျောက်သွားတာပဲလေတည်ချင်းဆိုတာရေမရှိဘူးဆိုတဲ့အရာကရေတွင်းမြင်တဲ့အခါမှာရေမရှိဘူးဆိုတဲ့အရာကစင်းကိုမစင်စားတော့သူ့ရဲ့မျက်စိအမြင်ကရေတွင်းကိုမြင်တဲ့အခါမှာအခုနောက်တော့သူ့သားသိမ့်မေးဆိုတဲ့ကိစ္စမဟုတ်တော့ရေတွင်းကြီးကိုမြင်သွားတာဖြစ်တယ်ရေတွင်းတွေကိုမြင်သွားတာဖြစ်တယ်ဒီနေ့ချစ်သူများအားလုံးကျမတို့ရဲ့အသက်တာထဲမှာဝိညာဉ်မျက်စိနဲ့မြင်နိုင်ဖို့ရန်အတွက်ဝိညာဉ်မျက်စိနဲ့မြင်နိုင်မှဟာဂရကအခုနောက်တော့ကသူရေတွင်းမတွေ့ခင်မှာသူယုံကြည်တာနဲ့သူမြင်နေတဲ့အရာတွေအားလုံးကရေမရှိတော့ငါသားသေးတော့မယ်အဲ့ဒါပဲသူမြင်နေတယ်ဒါပေမဲ့ဖခင်ကမျက်စိဖွင့်ပေးလိုက်တဲ့အခါမှာရေတွင်းကိုမြင်တဲ့အခါမှာအသက်ရှင်ခြင်းကိုမြင်တယ်ရေကိုမြင်တာဖြစ်တော့ကြောင့်သူငိုကြွေးစရာအကြောင်းမရှိတော့ဒီနေ့အဲ့လိုမျိုးပဲချစ်သူများဒီနေ့ကျမတို့ရဲ့ဝိညာဉ်မျက်စိပွင့်လိုက်တဲ့ဖရားဖွင့်ပေးလိုက်တာနဲ့ကျမတို့ကသေချင်းတူတော့ခုနကဟာကရငိုကြွေးခြင်းကအလိုလိုမရှိတော့အဲ့လိုမျိုးပဲကျမတို့ဆုံချုံခြင်းသေချင်းတူတော့ဆုံချုံခြင်းကကျမတို့စီကနေထွက်ပြေးသွားလိမ့်မယ်ကျမတို့ဝိညာဉ်မျက်စိပွင့်တဲ့ခါကျရင်ဘယ်အချိန်မှာဝိညာဉ်မျက်စိပွင့်တယ်လဲဘယ်အရာကကျမတို့ရဲ့ဝိညာဉ်မျက်စိကိုဖွင့်ပေးတယ်လဲဖရားရဲ့ဂျေဇုတော်ဖြစ်တယ်ဖရားရဲ့မေတ္တာဖရားရဲ့အမှုပီစီခြင်းဖရားရဲ့မေတ္တာကိုဆင်ခြင်လေကျမတို့ရဲ့မျက်စိပွင့်လေနှုတ်ကပရောဖက်လေတာရဲ့ဖွင့်ပြခြင်းရလေတာရဲ့နေချင်းထဲမှာသွားလေဖြစ်တယ်ဖရားရဲ့မေတ္တာဖခင်ရဲ့ဂျေဇုတော်ကကျမတို့ဝိညာဉ်မျက်စိကိုပွင့်စေတယ်ဝိညာဉ်နားတွေကိုကြားစေတယ်တာရဲ့ဝိညာဉ်ဖခင်ရဲ့နိုင်ငံတော်နဲ့ပတ်သက်တဲ့အရာတွေကို sensitive ဖြစ်စေတဲ့အရာကဖခင်ရဲ့ဂျေဇုတော်ဖြစ်တယ်ကြောက်တူတော်ထာဝရဘုရားရဲ့ဂျေဇုတော်ယေရှုခရစ်တော်ဖြစ်တယ်အာမင်ဟာလေလုယာအဲ့တော့အမေပြုလိုက်တဲ့ခါကျရင်ဖခင်ကဘယ်တော့မှမဆိုဂတိဖခင်ရဲ့ဂတိတော်တွေတစ်ခုဝေတစ်ခုကျမအသက်တာမှာတာ၍မြင်လာတာဖြစ်တယ်ဟာလေလုယာအပိုင်းရဲ့စခုမှာဤအရက်ကအဘေမြောင်လောက်ကြောက်မဲ့ဖွယ်ဖြစ်တည်တကားကျမတို့ကဖခင်ကပြောတယ်ကြောက်စရာကောင်းအံ့ဩဖွယ်ကြောက်စရာကောင်းအောင် fearfully and wonderfully made fearfully and wonderfully made လို့ဖခင်ပြောနေပေမဲ့ကျမတို့ကကြောက်မဲ့ဖွယ်ကောင်းသောသူတွေဖြစ်တယ်လို့ဖခင်ကပြောနေပေမဲ့ကျမတို့ကကြောက်မဲ့ဖွယ်ကောင်းသောသူတွေကတခြားအရာတွေကိုကြောက်ရွံ့နေတယ်ကျမတို့ရဲ့အသက်တာကိုပြန်လဲပြီးတော့ကျမဖြစ်ခြင်းကိုဆင်ခြင်ရအောင်ဟာလေလုယာအပိုင်းရဲ့စခွန်ထဲမှာဤအရက်ကအပေမြတ်လောက်ကြောက်မဲ့ဖွယ်ဖြစ်တည်တကားဤအရက်ကအချမ်းမဟုတ်ဖခင်သခင်ဘုံပိမှန်ကောင်းကင်တကဝဖြစ်တည်တကားဟိုကြောက်ရွံ့ခြင်းတို့ရောက်ရဆို၏တဲ့ဟာလေလုယာဖခင်စကားရလာတဲ့ခါကျရင်ဖခင်ဖွင့်ပြလာတဲ့ခါကျရင်
ဖယားစားကိုယုံကြည်ခြင်းဖယားကိုကြောက်ရွံ့ခြင်းဖယားကိုချစ်ခြင်းဒီຢာတွေအားလုံးဟာဖယားဖွင့်ပြလာတဲ့ခါကျရင်ကျမတို့မြင်တွေ့လာတဲ့အရာဖြစ်တယ်ဒီနေ့ချစ်သူများအားလုံးဒီနေ့တတ်တွင်နှိုးဆော်ပေးခြင်းနဲ့ကျမတို့အားလုံးဟာယုံကြည်သူများအားလုံးကဖယားသခင်ဘုံထင်ရှားစေခြင်းနဲ့ဖယားသခင်ရဲ့နာမကိုအသုံးချတဲ့သူမဖြစ်ခြင်းဘူးဖယားရဲ့ဘုံထင်ရှားစေပြီးတော့ငါ့တွေ့သမျှတော်သူတွေအားလုံးဖယားဘုံထင်ရှားစေခြင်းကြတယ်ဒါပေမဲ့ငါ့သက်တာအသက်ရှင်ခြင်းကပြန်လေးပြီးတော့ပတ်ချလေးနေတယ်မဖြစ်နိုင်ဘူးချစ်သူများအားလုံးဒီနေ့တက်တွင်ပေးခြင်းသင်နဲ့ကျွန်ုပ်ဟာလေထာဝရဖယားရဲ့ဘုံကိုထင်ရှားစေသောသူတွေဖြစ်ပြီးသားဖြစ်တယ်တင်ပြောချင်တယ်သင်နဲ့ကျွန်ုပ်ဟာထာဝရဖယားရဲ့ဘုံကိုထင်ရှားစေပြီးသားတဲ့ဖယားရဲ့နှုတ်ကပတော်ကပြောပြီးသားဖြစ်တယ်ဒီနေ့အားကြောင့်မလို့ကျမတို့ဒီကဘာဦး28ကိုကျမတို့သမသိကျန်တဲ့မှာဖယားပြောပြထားနှုတ်ကပတော်နဲ့ပြန်ကြည့်မယ်ဆိုရင်ဒီတနည်းအားဖြင့်ဖယားဖွင့်ပြတော်နေရဖယားရဲ့ဗိမာန်တော်ဟာဖယားရဲ့ဘုံဗိမာန်ကောင်းကင်တကဝါဖြစ်တယ်တဲ့ယာကုပ်ကသူပြောတာဖြစ်တယ်ဒီဟာကဖယားရဲ့ဘုံဗိမာန်ဖယားဘုံဗိမာန်ဖယားသခင်ဘုံဗိမာန်ကောင်းကင်တကဝါဖြစ်တဲ့တကားအဲ့ဒါကဗိမာန်ကိုပြောတာကျမတို့တစ်ကောထဲမှာပြောတာဒီကျမတို့ကထားပြဗိမာန်တော်ဖြစ်တယ်ကောင်းကင်တကဝါဖြစ်တယ်တနည်းအားဖြင့်ဟာလေလုယာအလွန်ကြောက်ရွံ့စရာကောင်းသောနေရာသင်နဲ့ကျွန်ုပ်ဖြစ်တယ်ဒီနေ့သင်နဲ့ကျွန်ုပ်ဟာထာဝရဘုရားရဲ့ဘုံထင်ရှားစေပြီးသားဖြစ်တယ်အဲဒီနေ့ကျမတို့ရှင်ယောဟန်ခရစ်ခန်းကြီးစနစ်အပိုင်း28ကိုခဏလောက်ကြည့်ချင်တယ်ရှင်ယောဟန်ခရစ်ရဲ့အခန်းကြီးစနစ်ကိုကျမတို့ကြည့်တဲ့အခါမှာကျမတို့တွေ့ရတယ်ကျမတို့တွေအားလုံးကဘုရားရဲ့ဘုံကိုထင်ရှားစေပြီးသားသောသူတွေဖြစ်တယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး7နှစ်အပိုင်းရဲ့28မှာကျွန်မအတူတူကြည့်ရအောင်ဆိုတော့ကျွန်မတို့ရဲ့အသက်တာထဲမှာကျွန်မတို့ကဘလို့ဖြစ်နေလဲဆိုတော့ယေရှုခရစ်တော်ကကောင်းကင်နိုင်ငံသားဖယားသားသမီးများဖြစ်စေပြီးသားနေရာကနေကိုပြန်ထွက်တယ်ကိုယ့်ရဲ့အတွေးခေါ်ကပြန်ထွက်တယ်ပြန်ထွက်တဲ့ခါကျရင်ကိုမစုံလင်ဘူးဆိုတဲ့ပြန်လာနေတယ်တကယ်တော့ယေရှုခရစ်တော်ကကျမတို့ကိုဖျားသခင်ရှိမှစုံလင်ပြီးသားသောသူတွေဖြစ်စေပြီးသားဖြစ်တယ်ဒီနေ့ချစ်သူများအားလုံးကျမတက်တွင်ပေးခြင်းကျမတို့ဖြစ်ခြင်းကိုများဆင်ခြင်ရအောင်ကျေးဇူးတော်ဒီတော့ယာကုပ်ကကြောက်ကိုယူပြီးတော့ခေါင်းအောင်လုတ်ပလိုက်ပြီးတော့အိပ်ပလိုက်တဲ့အချိန်မှာဘုရားဖွင့်ပြပေးတယ်လို့ပဲကြောက်တီးဟူတော့ယေရှုခရစ်တော်ကျေးဇူးတော်ကိုအမိပြုတ်ပြီးတော့အိပ်ပလိုက်ရအောင်စဉ်းစားရအမိပြုတ်ရအောင်အမိပြုတ်တဲ့ခါကျရင်ဘုရားရဲ့အလိုတော်ဖယားကျမတို့တွေ့ကျင်စီတဲ့အကျင့်စီတွေကိုကျမတို့တစ်ခုပြီးတစ်ခုမြင်တွေ့လာမှာဖြစ်တယ်ဒီနေ့ကျမတို့ဟာဖယားသခင်ဘုံကိုထင်ရှားစေပြီးသားဖြစ်တယ်။အော်ငါတတအားဖြင့်ဖယားဘုံရှုံချစရာဖြစ်တယ်။ဖယားသားသမီးတွေကဘယ်တော့မှဖယားရဲ့ဘုံရှုံချစရာအကြောင်းမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးဘာဖြစ်လို့ဖယားဘုံရှုံချစရာဖြစ်တယ်လို့ခံစားရလဲဆိုတော့လေမသိသေးလို့ဖယားကျမတို့ကိုပေးထားတဲ့အကျင့်စီဖယားကျမတို့ဖယားနှလုံးသားကိုတကယ်မသိသေးလို့အော်ငါဖယားဘုံကိုအမြဲတမ်းရှုံချစေတယ်ကျမတို့ဒီနေ့ဒီဒါဝိဒ်မင်းကြီးနဲ့သူ့ရဲ့သားအဘရှလုံကိုကြည့်တဲ့အခါမှာလေအဘရှလုံကလည်းသူ့အဖေကသူ့ကိုမုန်းတယ်လို့ထင်တာသူ့အဖေကလည်းသူ့ရဲ့သားအဘရှလုံကိုသူကအဘရှလုံကသူ့ကိုမုန်းတယ်မကြိုက်ဘူးလို့ထင်တာဒါဝိဒ်နဲ့အဘရှလုံသူတကယ်တော့လေဒါဝိဒ်သားသမီးတွေထဲမှာအချစ်ဆုံးသောသားကလေအဘရှလုံဒါမဲ့နောက်ဆုံးတော့အဘရှလုံနဲ့ဒါဝိဒ်ကရန်သူတွေဖြစ်သွားတယောက်နဲ့တယောက်အရန်ချစ်ကြပေမဲ့လေကျန်တဲ့နှလုံးသားမသိတဲ့အခါမှာရန်သူတွေဖြစ်ကုန်တာချစ်သူများအားလုံးဒီနေ့ဖယားနှလုံးသားကသင်နဲ့ကျွန်ုပ်ကိုသူ့ရဲ့ဘုံထင်ရှားစေပြီးသားဖြစ်တယ်ဘသူအားဖြစ်တယ်သားတော်အားဖြစ်ကျမတို့ကထာဝရဘုရားဘုံကိုထင်ရှားစေတော်သူတွေဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ငါရဲ့အတ္တသက်ရှင်ခြင်းအပြင်ရှုံချစရာဖြစ်တယ်အဲ့ဒါတွေးခေါ်ကသင်နဲ့ကျွန်ုပ်ကိုမလွယ်မိုးစေနဲ့ဘယ်အရာဖြစ်ဖြစ်ကျမတို့နှုတ်ကပတော်ထဲမှာကြည်ရတယ်နှဆိုးကတဲ့သူရှိတဲ့နေရာမှာတဲ့ဖြောင်းမတ်တော်သူတွေဟာလေချစ်သူများအလုံးအရှုံးဆိုတာတကယ်မရှိဘူးဖယားသားသမီးတွေမှာရှုံးတာမရှိဘူးလဲကြတာလည်းမရှုံးဘူးထိမိရဲ့လဲဆရာဖြစ်မိတာလားဆုံးဖြတ်ချက်မှားခဲ့မိတာလားဖယားသားသမီးတွေမှာဘလို့မျိုးပဲဖြစ်ဖြစ်အရှုံးလုံးဝမရှိဘူးဖယားရဲ့ဘုန်းကိုထင်ရှားစေနေတော်သူတွေဖြစ်တယ်ဘသူအားဖြစ်လဲဂျေဇုတော်သူတော်ယေရှုခရစ်တော်အားဖြစ်တယ်ဟာလေလုယာအဲ့လိုပြောလို့
ဒီကျေးဇူးတော်ဖခင်ရဲ့မြတ်တာခွင့်လွှတ်ခြင်းကိုအလွယ်သုံးစားလို့ပြောတာမဟုတ်ဘူးအားပေးတာမဟုတ်ဘူးဖခင်ရဲ့မြတ်တာဖခင်ရဲ့နှလုံးသားကိုတည်တော်သူတွေဟာအရှိန်နဲ့ပြန်ထားတာဖြစ်တယ်အဲ့ဒါကြောင့်မချစ်သူများဒီနေ့တင်နေကျွန်တော်ရှိတဲ့နေရာမှာပြန်ထားပါပြန်ယုံကြည်သူများပြန်ထားတဲ့အခါတိုင်းမှာအမြဲတမ်းအဆထောင်ပေါင်းများစွာနဲ့လူသူငယ်တယောက်ဒီလူတစ်ထောင်ဖြစ်နေမယ်ကျေးဇူးတော်ကလာမှာတစ်တောင်းပြောချင်တာကလဲသွားတဲ့အချိန်မှာလူငယ်အနေနဲ့ပြန်ထလာတဲ့အခါကျရင်လူတစ်ထောင်နဲ့ဟာလေလုယာအားနဲ့ပြန်ထတာဖြစ်တယ်ကျွန်တော်တို့နှုတ်ကပတော်တစ်ခုထဲမှာလူတယောက်ကလူတယောက်ပေါ့ထဲမှာတဲ့နတ်ဆိုးဝင်နေတဲ့နတ်ဆိုးဝင်တဲ့ကအဲ့နတ်ဆိုးကအဲ့လူတယောက်ထဲပြန်ထွက်သွားတယ်တဲ့ထွက်သွားတဲ့အခါမှာတခြားနေရာမှာနေဝိရန်အတွက်သူလိုက်နေရာရှာတယ်တဲ့နေရာရှာတဲ့အခါမှာအဲ့နတ်ဆိုးကနေရာရှာတယ်နေရမယ့်နေရာမရှိတဲ့အခါမှာတဲ့သူရှိနေကြနေရာဖြစ်တဲ့နေရာဟောင်းကိုပြန်ကြည့်တယ်တဲ့ပြန်ကြည့်တော့ဟင်းလေးပြင်နေစရာကောင်းနေဆိုတဲ့အရာကိုသူတွေ့တဲ့အခါမှာတဲ့သူဝင်နေကြဖြစ်တဲ့နေရာဟောင်းဖြစ်တဲ့အဲ့လူစီမားတဲ့ပြန်သွားဖို့ရန်အတွက်အရင်သူ့ထက်ခဏဆဆိုးတော့သူအရန်ဆိုးတော့သူခဏကောင်ကိုပြန်ခေါ်ပြီးတော့အဲ့ဒီနေရာပြန်သွားတယ်တဲ့အဲ့ဒါကိုကျွန်တော်တို့ဝိညာဉ်မျက်စိနဲ့ကြည့်ကြည့်ရအောင် prophetic revelation life amen this is a prophetic revelation life ဆိုတော့အဲ့ဒါကိုကျမတို့ဝိညာဉ်နဲ့စိတ်ပြန်ကြည့်တဲ့အခါမှာဖြောင်းမဲ့သူကလေဖြောင်းမဲ့တော်သူကပြန်လဲပြီးတော့ဖြစ်ဖြစ်ဆုံးဖြတ်ချက်မှားတာဖြစ်ဖြစ်လမ်းမရောက်မိတာဖြစ်ဖြစ်ကိုဆုံးဖြတ်ချက်ချခဲ့မိတာစကားကျွင်မိတာလုပ်ရမှားမိတာဖြစ်နိုင်တယ်ဖြောင်းမဲ့တော်သူဖြစ်တယ်ဆိုတဲ့အရာကိုယေရှုခရစ်တော်အားဖြင့်ငါသည်ဖခင်မောင်ထင်ရှားစေတော်သူဖြစ်တဲ့ယေရှုခရစ်တော်အားဖြင့်ကျမတို့ဖြစ်ခြင်းကိုဝန်ခံလိုက်တဲ့အခါကျရင်ခုနစအစတရအားနဲ့ဖခင်မောင်ထင်ရှားစေခြင်းဝိညာဉ်ရောက်ခွန်အားနဲ့ပြန်ထတာဖြစ်တယ်။အဲဒါချစ်သူများရှိတဲ့နေရာမှာပြန်ထပါ။ဘယ်တော့မှဖခင်သားသမီးမှာနောက်ကျတယ်ဆိုတာမရှိဘူး။ဆုံးရှုံးတယ်ဆိုတာလည်းမရှိဘူး။အဲ့ဒါကြောင့်မတိမတာလေးနဲ့အိုးဆုံးရှုံးပြီးနောက်ကျပြီးမတိမတာနဲ့အဲ့ဒါစာရင်းလှည့်ပြခြင်းဖခင်သားသမီးတွေမှာဆုံးရှုံးတယ်ဆိုတာမရှိဘူး။နောက်ကျတယ်ဆိုတာလည်းမရှိဘူး။အဲ့တော့ရှိတဲ့နေရာအရက်ကနေပြီးပြန်ထားရအောင်ပြန်သွားရအောင်ဆုံးဖြတ်ချက်ပြန်ချပြီးတော့ဂျေစုတော်ကိုယာကုပ်ကဲ့သို့အုံပြီးတော့ကြောက်ကိုယူပြီးတော့အုံပြီးတော့အိပ်ပျော်တဲ့အခါမှာဖခင်တစ်ခုပြီးတစ်ခုဖွင့်ပြပေးသလိုပဲကြောက်တည်တော့ယေရှုခရစ်တော်ကိုပြန်လေပြီးတော့အုံမယ်ဂျေစုတော်တည်တော့ကြောက်တည်ဟူတော့ယေရှုခရစ်တော်ဂျေစုတော်ကိုပြန်အမိပြုမယ်ဖယမ်းမယ်အဲ့လိုဖြစ်လာတဲ့အခါကျဖခင်ကတစ်ခုပြီးတစ်ခုဟာလေလုယာပြန်လေပြီးတော့သူကိုယ်တိုင်ကပို့ဆောင်ပေးမှာဖြစ်တယ်ဟာလေလုယာကျမတို့ဖက်ကနေလို့ဆုံးဖြတ်ချက်ချဖို့ပဲလိုတာဖြစ်တယ်ဆိုတော့ကျမတို့ရှင်ယောဟန်ဖခင်ရဲ့ဘုန်းကိုထင်ရှားစေတော်သူတွေဖြစ်ပြီးသားဖြစ်တယ်ဆိုရာကိုရှင်ယောဟန်ခရစ်ဝင်အခန်းကြီး28အခန်းကြီး7အပိုင်းရဲ့28မှာတွေ့ရတာဖြစ်တယ်အိုးအဖာတဲ့ယေရှုခရစ်တော်ကပြောတာအိုးအဖာတဲ့ကိုရောဤနာမတော်ကိုချီးမြှောက်ကိုရောဤနာမတော်ကိုချီးမြှောက်တော်မူပါဟုမိန့်မတ်တော်မူ၏တဲ့ထိုအခါကောင်းကင်မှစကားသံကငါချီးမြှောက်ခဲ့ပြီးတဖန်ချီးမြှောက်အောင်မီဟုလာ၏တဲ့ဟာလေလုယာဟာလေလုယာကျွန်မအဲ့လိုမျိုးနှုတ်ကပတော်ကိုကျွန်မတွေ့ရတယ်ဒီမြန်မာကျမ်းစာမှာကျတော့ဒီလိုတွေ့ရတယ်အင်္ဂလိပ်ကျမ်းစာမှာကျတော့ကျွန်မတို့ဟိုနဲ့တွေ့ရတာဖြစ်တယ်အင်္ဂလိပ်ကျမ်းစာမှာကျတော့ဒီလိုမရေးထားဘူးအင်္ဂလိပ်ကျမ်းစာမှာကျတော့ဘယ်လိုရေးထားလဲဆိုတော့ I have glorified လို့သူရေးထားတာဖြစ်တယ် I have glorified and I will do it again လို့သုံးထားတာဖြစ်တယ် Hallelujah I have glorified and I will do it againဖခင်ရဲ့ယေရှုခရစ်တော်ကကိုရီးယားဘုံကိုထင်ရှားစေပါလို့သူပြောခဲ့တယ်ငါထင်ရှားစေပြီတဲ့ငါထည့်ရတာထင်ရှားစေအောင်ပဲလို့ပြောတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်သင်နဲ့ကျွန်တော်ဟာယေရှုခရစ်တော်အားဖြင့်ဖခင်ရဲ့ဘုံကိုတည်ဆောင်နေတော်သူတွေဖြစ်တယ်သင်နဲ့ကျွန်တော်အားဖြင့်သင်နဲ့ကျွန်တော်ရဲ့ကောင်းခြင်းသင်နဲ့ကျွန်တော်ရဲ့ဝန်ခံခြင်းတတ်နိုင်ခြင်းတော်ခြင်းတခုမှမဟုတ်ဘဲနဲ့ဖခင်ယေရှုခရစ်တော်သားတော်အားဖြင့်ဖခင်ရဲ့ဘုံကိုထင်ရှားစေတော်သူတွေဖြစ်ပြီးသားဖြစ်တယ်ဆိုတဲ့အရာကိုအမြဲတမ်းဝန်ခံရအောင်အမြဲတမ်းဝန်ခံရအောင်ကျမတို့မကြော်လွှားနိုင်တဲ့အရာတွေအားလုံးပဲအရာနဲ့ကျမတို့ကြော်လွှားနိုင်မလဲဆိုတော့ယေရှုခရစ်တော်ပြီးစီးစေခဲ့တဲ့အမှု
ကျမတို့ယုံကြည်သူတွေရဲ့ power ဖြစ်တယ်လက်နဲ့ဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ညမှာမိသားစုများအားလုံးဒီဇွန်လရဲ့နှုတ်ကပတော်စီဒီဖြစ်တဲ့ကြောက်ကုန်ရွေခေါင်းအောင်တဲ့အခါမှာဖွင့်ပြပေးတဲ့ဖခင်ရဲ့ဘေဒလာအရက် prophetic revelation live episode လေးမှာမိသားစုများတက်တနိုးဆော်ပေးခြင်းနဲ့တင်တဲ့ကျွန်ုပ်ဟာယေရှုခရစ်တော်အားဖြင့်ဖခင်ရဲ့ဘုန်းကိုထင်ရှားစေပြီးသားဖြစ်တယ်အာမင်ဖခင်ရဲ့ဘုန်းကိုထင်ရှားစေပြီးသားအောင်မြင်တော်သူဖြစ်ပြီးသားဖြစ်တယ်ထိုအရာထဲမှာအမြင်ပြုခြင်းအပြင်ဖွင့်ပြခြင်းဂျေဇုတော်ကိုအမြင်ပြုတော်သူတွေဖြစ်စားအပြင်ဖွင့်ပြခြင်းနဲ့ပဲတစ်ခုနည်းနည်းရာထဲမှာဖခင်ရဲ့အလိုတော်ဖခင်ရဲ့နှလုံးသားကိုတည်တော်သူတွေဖြစ်ခြင်းအပြင်အလိုတော်ဒီကောင်းကင်ဘုရားပြည့်စုံတဲ့တို့ဒီမြေကြီးပေါ်မှာပြည့်စုံစေတော်သူတွေဖြစ်ဖို့အတွက်ဝိငါတတ်ပေးခြင်းဖြစ်ပါတယ်ဂျေဇုတန်ရဲ့ရောက်ရှင်ပြရှင်သူကောင်းကြည့်ပေးပါစေကိုရောသမီးတို့ဂျေဇုတန်ရဲ့ဒီနေ့ညမှာသမီးတို့ဒီနေ့ဇွန်လ9ရက်နေ့prophet revelation live episode 4မှာပြန်လည်ရရှင်လို့ရတဲ့ခွန်ကိုပေးလို့ဂျေဇုတန်ရဲ့သမီးတို့ဟာယေရှုခရစ်တော်ရဲ့လှုပ်ဆောင်ပေးစီစေတဲ့အရာတွေအားလုံးကိုသိလေလေအိုမိမိရဲ့ဖြစ်ခြင်းကိုသိလေလေနှုတ်ကပတော်ရဲ့နေခြင်းကိုတာ၍မြင်တွေ့လေလေဖြစ်တယ်ဆိုတဲ့အရာကိုသူပြန်ပြီးတော့ဖွင့်ပြပေးတဲ့အရာတွေဂျေဇုတင်နေနားထောင်နေတော့သူတွေနားထောင်အောင်မဲ့သူတွေအသက်တာအထဲမှာကိုရောသားရဲ့ဖွင့်ပြပေးမယ့်အရာတွေဂျေဇုတင်နေမြင်တွေ့စေမယ့်အရာတွေဂျေဇုတော်ကိုချီးမွမ်းတယ်ဂျေဇုတော်နဲ့၎င်းတမီးတို့ကိုကယ်တင်တော်မူသောယေရှုခရစ်ကိုတည်ကျွမ်းခြင်း၌နှလုံးသားကိုထာဝရဘုရားနှလုံးသားကိုတည်ကျွမ်းခြင်း၌တာရည်တူပေါ်တော်သူဖြစ်ခြင်းအဖြစ်အလိုတော်ဒီကောင်ပြည့်စုံတဲ့မြေကြီးမှာပြည့်စုံတဲ့တော်သူတွေဖြစ်စီပြီဖြစ်လို့လေယေရှုဖခင်သမီးဆုတောင်းပေးတယ်။သမီးဆုတောင်းတဲ့နာညောင်းပေးလို့ယေရှုတော်ကိုချီးမွမ်းတယ်။ချီးမွမ်းခြင်းကိုကျွန်တော်တို့အလုံးစုံပြန်လည်ပေးလေယေရှုဖခင်နာမနဲ့ကောင်းချီးပေးခြင်းညာဒီနှုတ်ကပတော်ကိုအတီးပြုဝန်ခံဆုတောင်းပေးလိုက်ပါတယ်အဖ။ Amen amen ယေရှုတင်ရောက်ခြင်းပြရှင်တို့ကောင်းချီးပေးပါစေ You are blessed. Have a revelation night. God love you.